အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မမပို့မတလာဘန်ဘောမှာလမ်းကြုံနေဖြစ်တဲ့အတွက်ကြောင့်မို့ရစားမီမှာထမင်းလာစားတဲ့ပဲလေမေးလိုက်တော့စားမယ်နူပါအစားလို့ကောင်းဆုံးလဲဆိုတော့မေးလိုက်တယ်ကလေးတွေကပြောတဲ့ဒါကက်ချီကပ်ပေါ့နော်ကက်ချီကပ်เมนูว่าဘယ်လိုမှဆိုတင်စားကောင်းတယ်လို့အကြမမပို့မကက်ချီကပ်ကိုတပွဲမှာလိုက်တယ်ဒါကတော့ပဇွန်ပါမယ်ကင်းပွန်ပါမယ်ကြက်သားပါမယ်ကိုပဲလေးတို့တပွဲဝတ်တရားနဲ့နဲ့ဆက်နောက်ပြီးတော့သူတို့ဆိုင်ရချင်းတွေကမမပုံမလည်းခေါ်မတောက်ဘူးအခုမှထားတာငါတလောက်ပေါင်းရယ်ဒါကတော့ငချင်တောက်လာတော့မသိဘူးသမီးကတော့အဝစားတာပေါ့နော်ခင်းကတော့ဈေးမတူဘူးအသေးလေးတို့ကက်ချီကက်လေးဒါကတော့မမပုံမစမ်းစားကြည့်တာစားကောင်းလဲဆိုတော့တရားနဲ့နဲ့ဆယ်ဆိုတော့လေအသေးလေးများလာလို့မေးမယ်ဆိုပြင်းတယ်စားပြင်းတယ်ထဲ့တယ်ဆိုတော့ကင်းမွန်တို့ဘာလို့ထဲ့တယ်ဖြစ်တဲ့အတွက်ကြောင့်မို့များပါတယ်ဒါပေမဲ့ရတာတော့မသိသေးဘူးစမ်းစားကြည့်မယ်နော်ဒါစားမြေဆိုင်မှာသမီးလာစားပါတယ်လမ်းကြုံလို့မန်နေဂျာကတော့စားချင်နေတာကြာပြီစားချင်နေတာကတော့ကြာပြီလမ်းမကြုံတာဖြစ်တဲ့အတွက်ကြောင့်မို့မစားရဘူးကိုတော်လေးတို့အဲ့ဒါကြောင့်ဒီနေ့လမ်းကြုံတယ်လာစားတယ်ဒါသူတို့တွေအခုပဲကြော်ပေးတယ်နော်အသေးလေးတို့နော်ထိုင်းလို့ဖာထိုင်နဲ့တူတယ်နော်အသေးလေးတို့နော်ဖာထိုင်လို့ဘူးပဲစားကြပါဦးရှင်ဒါပေမဲ့သူဆိုင်ကလေဒီကောင်းလေးတန်းအရန်ကောင်းတယ်မပူဘူးအသေးလေးလုံးဝမပူဘူးသူဆိုင်ကလေမမပို့မပါကြိုက်လေဆိုတော့လေတပူပူနဲ့တိုက်တယ်ကောင်းတယ်ကိုကအဆစားတာဖြစ်တဲ့အတွက်ကြောင့်ငရုတ်ဒီမောက်လေးနည်းနည်းရှိမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ငရုတ်ဒီမောက်တော့မရှိဘူးဒါကတော့ပေးလာတာတဲ့အခွာပြီးတောက်လာတော့မသိဘူးငရုတ်ဒီမောက်လေးနည်းနည်းလေးဟိုတင်လိုက်မယ်ဆိုပို့ပြီးတော့အဆင်ပြေမယ်ဟင်းကျူချင်းမောင်ရဲ့ဟင်းကျူဒါတော့ဆန်းစားကြည့်မှာငါချင်းတောက်လာမသိอันนี้อะไรอ่ะไม่ได้ปลาส้มอะไร ไปเลย ตัวนี้นี่นั่นถูกมันอ่ะแต่ไม่ต้องต้ม งาล่ะ งาเซ็งตกหลัง นี่มันเสียต้มจะแก่เท่าไหร่ อ๋ออย่าไข่อาซาซะอย่าไข่อาซางาตกงาเซ็งตกหลังมันที่คอมมาเจ้า ซอยเยอะในเดี๋ยวต้มเหรอ พี่กองซากอง เนี่ยดับ มาแล้วล่ะมาเอาเหรอ ด่ามาหมายเอาอุ้ยน่ากินซาจิสยายดูซาเลยงาต้มล่ะไม่ติวคนน่ะบาเลย งาต้มมันคงมากกว่าที่ต้มยินได้ไหม โอ้ได้ได้อย่าไข่อาซาซาดิล่ะอ๋อได้อย่าไข่ซาซาดิเขา ရခိုင်စားစားလေးရဒါတော့ဝယ်စား ใช่ครับแล้วก่อนแล้ว ฮะ ငါစင်ကောရတော့ งาเซ็งกอล่ะดาโดเวล่ะ တော့ဝယ်စား อ๋อ ဒါလည်းရလိုက် อย่าไข่ในโดเวနဲ့มานี่ นี่ใช้ดูก่อน โดเวซาซาอย่าไข่ซาซาบ่ ถ้าเขาอย่างนั้น ต้องมีอย่างเนาะจะรักคือจะต้องดูชื่อต้องดู
မှန်စားမယ်ရှင်စောက်ကောอ่ะစောက်ကောစောက်ကောเลยสิ ခရီးနဲ့မဆိုင်ဟာဆိုင်ရတဲ့ဆိုင်ကရှင်း မဟုတ်လေသူ့ဘက်မှာပြီးတော့ အိမ်မလား ကိုယ်လေးကနေတော့ငယ်ဆိုလားမလို့ဒီကနေ့ကစားတာဆမ်းတယ်တော့ရှိဒီဘာတရားခိုင်ခိုင်နေတာဆိုင်တော့ခါတယ်ဟောမလို့အဲ့ဒီဆိုလို့တော့ဝါတယ်တော့ဝါနေတယ် ဘုရားကြီးပြောတော့မှာ ကျေးဇူးပါ ကောင်းသူဆွဲပန်းစု အဝတ်ကြည့်လေအဝတ်ကြည့်လေ ဒီမောင်ကြီးဒီမောင်ဒီမှာပြန် ရပြီရပြီ အချက်မှုရှိပါ အဲ့ဒီမှာရှိရတယ်မှာဒီမှာဆက်ကုန်တယ်မနာမှာဆက် ကျန်ပါမျိုးဆက်မှာနေတော့မယ်ဆမ်ဆာအဲ့ဆန်နေချော့တာ အစမပါဆိုနည်းနည်းအီရပြီခေါ်လာခုမှဘငယ်တီမို့တွေ့တာ အဲ့ဒီမောင်ကြီးခေါ်မှာတွေ့ ပြောလို့ရတယ်ဒီနေ့ဆက်လေးဒီလေးအဲ့လိုပြော အော်ဟုတ်ကဲ့ ဒီကိစ္စကိုဘောတချို့ကကြတော့ချင်းဆက်လေးပြောတယ် မစားဘူးဒီဘက်စားဘူး ကြတော့ဝေးစား နင်းထွက်လာတာ ဒီဆိုမှကျတော့ဝေးစားလေးရတယ်ဒီခိုင်စားလေးရမှာစားလေးဒီလိုကြားရတဲ့မှာဆိုအကျော်လို့ဒီအများကြီးရတယ်ဒီနေ့လေးရဒီကတော့တိတ်မဆုံးဘူးကြားရစုအကျော်လို့အော်လုံးနေလဲဆုံး ဒီကောင်းလေးတန်းအသက်ပဲဒီတဖြည်းဖြည်းနဲ့ဟုတ်လား ခုလေးရမှာဒီမှာအမိုင်းလေးချလိုက်တော့လင်းဖုံတော့ အေး ကုန်းတော့ရတယ် နန်းကြီးတော့ကလေးရနန်းကြီးတော့ကြာဆုံးဟုတ်ဆုံးတော့ အော်ငါကမှအဆက်စားတာဖြစ်တဲ့အတွက်ကြောင့်မလို့တဲလို့အဆက်မစားလဲလူတွဲတော့အဆင်ပြေတယ်အဆက်စားရဲဆိုတာဖြစ်တဲ့အတွက်ကြောင့်မအဆက်ရတာလေးနည်းနည်းပါမယ်ဆိုလုံးဝအဆင်ပြေမယ်လို့တော့ထင်တယ်အကမြုပ်ပြီးမထည့်တယ်ပို့ပြီးတော့အဆင်ပြေတယ်ဟုတ်ကဲ့ပါကျေးဇူးပါ ဒီမှာတန်း မြင်စားပြီးတော့ဖျေတီးပါလာပေးတယ်ထိုက်တယ်ပိုလီကန်ဒီမာပိုလီကန်ဒီจีပန်းပေါ်လာမယ်ဆိုရင်ညာစမ်းမေကိုသမင်းလာစားမယ်ဆိုရင်ကက်ကြီးကက်ကိုဝယ်စားကျင်တော့တဲနေတော့မမတို့မျိုးငယ်တီမုံလေးနည်းနည်းထက်ရှက်ကွန်အများကြီးနည်းနည်းထက်